မှနေမီလည်းမရှိဘူးသူအချို့တဲ့နေမီလည်းတစ်ချိန်လုံးဘုံပြစ်နေစစ်ဖြစ်နေတဲ့ဘုံကျက်ခံနေဘသူကစီးပွားရေးလာလုံးတယ်အန်လူဂျီကလည်းသူတို့စီးပွားရေးစက်ရုံတွေဘယ်လိုလုံခြုံရေးအာမခံပဲသူကိုယ်တိုင်တော့ဘုံကျက်ခံပြီးထွက်ပြေးနေရတယ်အားလုံးပဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထူးသတင်းဝင်တွေကိုနေ့စဉ်နဲ့တင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ထားပေးဖို့ပြောကြားချင်ပါတယ်အဲ့ဒါကြတော့ဘယ်လိုမှနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလည်းမဖြစ်နိုင်ဘူးဘယ်လိုမှလည်းဘယ်သူမှစီးပွားရေးသမားဆိုတာအကျိုးမြတ်မရှိဘယ်သူမှလက်ကားလာမပေးဘူးအဲ့တော့ဘယ်လိုမှလုပ်လို့မရဘူးအရင်တော့ကလည်းအဲ့လိုလုပ်လို့မရခဲ့တဲ့ဖြစ်တဲ့အတွက်$88ရေးတွေ$84ရေး$62ရေးအကုန်ကျဆုံးခဲ့တာရက်တီကိုပတ်စံမရှိတာအမေရိကန်ကပေးတဲ့ပတ်စံဆိုအမေရိကန်စကားနားထောင်ရတာအမေရိကန်လည်းအများတန်းကောင်းတာမဟုတ်ဘူးအခုပဲကြည့် Trump အစိုးရတက်လာတယ်ဂျိုးဘိုင်ဒန်တက်လာတယ်ပြောင်းပြန်ဖြစ်သွားပြီဂျိုးဘိုင်ဒန်လက်ထက်တော့မြန်မာနိုင်ငံကဘာဖြစ်တယ်မကောင်းပါဘူးပြောဦး Trump အစိုးရမနေ့ကကြေညာလိုက်တဲ့ကြေညာချက်မှာမြန်မာနိုင်ငံဒီပြန်ကောင်းလာပါပြီတဲ့ဟောမြန်မာနိုင်ငံဒီရွေးကောက်ပွဲတွေဖြစ်တော့မယ်တဲ့တည်ငြိမ်လာပါပြီတဲ့ဟောမြန်မာနိုင်ငံဒီမကြခင်မှာစစ်ပွဲတွေလက်မှတ်ထိုးပြီးသွားပြီတဲ့ငြိမ်းချမ်းရေးတွေရနေပြီတဲ့ပြောင်းပြန်ပြောလိုက်တာအဲ့တော့အမေရိကန်မယုံကြည်ရဘူးဆိုတာတော့ခရင်တွေပြောတာအမှန်ပဲဘာလို့သူ့အစိုးရမယုံကြည်ရတာလေလူနဲ့မဆိုင်ဘူးအဲ့တော့အဲ့ဒီမနေ့က TPS ကိုရုပ်သိမ်းတာနဲ့ပတ်သက်ပြီးအမေရိကန်ဒီအမိမြေလုံခြုံရေးပေါ့နော် Homeland Security ကထုတ်ပြန်တဲ့ကြေညာချက်အကြောင်းပြချက်ဟာတရုတ်ရဲ့အာဘော်တွေဖြစ်နေတယ်။ဘာကြောင့်လဲသူပြောတဲ့အတိုင်းတည်ငြိမ်နေပြီဆိုတာတရုတ်ပြောနေတာ။သူပြောတဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲဖြစ်ပြီးအစိုးရတက်တော့မှတရုတ်ပြောနေတာ။သူပြောတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတွေလက်မှတ်ထိုးနေပြီတရုတ်ပြောနေတာ။အဲ့ဒီတော့တရုတ်ဒီကနာတုံးကဒီကိုကန့်တို့တောင်ပလောင်တို့ကိုဖိအားပေးပြီးလက်မှတ်ထိုးခိုင်းတာ။သူပြောတဲ့အတိုင်းပဲဒီတည်ငြိမ်ပြီးတော့နေမြေတွေပြန်ရပြီကိုကန့်ပြန်လာရှိုးပြန်ရပြီမိုးကုတ်ပြန်ရမယ်ပြောချင်တာကတရုတ်လုတ်တဲ့တရုတ်ချထားတဲ့ strategy ပလန်ကိုTrump လက်ထက် Trump အစိုးရလက်ထက်ထည့်လိုက်တယ် Trump အစိုးရအဲ့ဒါကိုကြည့်ပြီးကြီးညာပေးလိုက်တာတရုတ်အကြိုက်ကြီးညာလိုက်တာအဲ့လိုပြောရင်တော့မှန်တယ်မမှန်တာမဟုတ်ဘူးလေတကယ်တမ်းလင်းချင်းလက်မှတ်ထိုးတာလေဘယ်သူနဲ့လဲကိုကန့်နဲ့ထိုးတာဘယ်သူနဲ့ဥပလောင်နဲ့ထိုးတာတကယ်တမ်းနေမြေတွေငင်းချမ်းသွားတယ်ဟုတ်တယ်လာရှိုးပြန်ရသွားပြီအခုမိုးကုတ်တော့ပြန်ရတော့မှာရှစ်မြန်မာနိုင်ငံယူကောက်မှာဟုတ်တယ်တရုတ်ပြောတဲ့ပဲယူကောက်ပဲတကယ်လို့တော့မှာကိုကြီးတို့အုပ်စုတွေကိုအသေးအတန်မဲဆွဲနေတာအဲ့တော့ဘယ်နိုင်ငံမှမယုံကြည်ရဘူးအာမကိုရဘူးဆိုတာတော့ပြအဲ့ဒါကိုကျွန်တော်တို့ NUG ခေါင်းဆောင်တွေနဲ့ NUG ဝန်းရံတဲ့လူတွေကငကိုတွေကကြိုစဉ်းစားထားပြီးသားရှိတယ်အဲ့တော့ဒီအချက်ကိုဘယ်လိုကြော်လွှားမလဲကျွန်တော်တို့ခေါင်းဆောင်လုပ်တဲ့လူဆိုတာစစ်တိုက်เสียမလို့ပြောချင်တာကစစ်ဗိုလ်ချုပ်တွေကဘယ်သူမှအောက်မြေပြင်မှာစစ်လာမတိုက်ဘူးအပေါ်ကနေမှာပြီးတော့အုပ်ချုပ်တာဒါကြောင့်ဒီမိုကရေစီစနစ်ကိုယုံကြည်ရင်ဒီမိုကရေစီနိုင်ငံရေးသမားတွေကအောက်ခြေအလုပ်တွေသူလုပ်တာမဟုတ်အပေါ်ကနေသူဆွဲကြည့်ဆွဲတာစောစောအလိုပဲဒီနေ့ UK အစိုးရကဝန်ကြီးဟာဒီနေ့ဘတ်ဂျက်ဆွဲမှာကျွန်တော်တို့အောက်ခြေမှာအလုပ်လာမလုပ်ဘူးမန်နေဂျာသူလာမလုပ်ဘူးသူ့ဘက်မှာတက်လာတဲ့တန်နိုင်ငံလုံးကဝင်ငွေရတဲ့စင်းစရာသူ့မှာရှိတယ်ဘယ်ကနေဝင်ငွေရတယ်ဘယ်နေရာရတယ်အဲ့တော့အဲ့ဒီဝင်ငွေကိုတိုးအောင်ကဘယ်နေရာနေပိုကောက်မလဲအဲ့ဒါကသူ့မှာစင်းစရာနဲ့ကနန်းတွေပဲသူကစားတာဆုံးဖြတ်တာပြီးတော့political will လို့ခေါ်တယ်နိုင်ငံရေးဆန္ဒရဟာဒါကတော့ဖျက်လို့မရဘူးပြည်သူတွေဒုက္ခရောက်အောင်မယ်ဟာဒါကတော့ဖျက်လို့ရတယ်ဒါကတော့ပြည်သူတွေအခက်အခဲဖြစ်နေတယ်သူတို့ကိုနည်းနည်းပို့ပေးလိုက်မယ်ဒါမျိုးတွေကိုပဲသူကအပေါ်ကနေ decision ချတာ political will ရလာတာအဲ့ဒါပဲရလေသူတို့အစိုးရဖွဲ့ရဲ့ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့သူတို့ရဲ့နိုင်ငံသူတို့ရဲ့ပါတီရဲ့သဘောထားတွေနော်တော့ဒီ manifesto လို့ခေါ်တဲ့တနေ့တစ်ခါပြုလုပ်တဲ့ညီလာခံဆုံးဖြတ်ချက်တွေအရာသူတို့ကအဲ့ဒါကိုသူက political ဆန္ဒနဲ့သူကဆုံးဖြတ်ပြီးအပေါ်ကနေသူထိုင်ပြီးလို့လုပ်တာပြောချင်တာစီမံခန့်ခွဲညွှန်ကြားအနာဂတ်ကိုစီမံကိန်းဆွဲခြင်းဟာအဲ့ဒါဝန်ကြီးတွေအလုပ်ပဲအောက်ခြေအလုပ်ကအောက်ခြေအလုပ်ပဲအဲ့တော့အဲ့ဒီနေရာမှာရှိနေတဲ့ NUG ကဝန်ကြီးတွေ NUG ကသက်ဆိုင်ရာလူတွေကအဲ့ဒါကိုစဉ်းစားရပြီအဲ့တော့စစ်အာဏာရှင်ရဲ့သွေးခွဲတာနံပါတ်1ချက်သွေးခွဲတာကကြတော့သူတို့တက်နိုင်တယ်မှာလိုက်ညှိတယ်တိုင်းသားတွေနဲ့လိုက်ပြောတယ်အခုကိုကန့်ကအခုဖြစ်လေကိုကန့်ကိုတီးခံပြီးဆက်ဆံတယ်ရန်သူမများအောင်မိတ်ဆွေများအောင်ပဲအတက်နိုင်ဆုံးတီးခံပြီးလူတိုင်းနဲ့လိုက်ပေါင်းတယ်အဲ့ဒါနံပါတ်1ချက်ပြည်သူတွေလည်းစီးလုံးကိုပြောတယ် NUG ပုတ်ခိုင်လည်းမသိကြအောင်ဆောင်တယ်ဆဲဆိုရင်လည်းမသိကြအောင်ဆောင်တယ်အမုန်းမခံဘူးပေါ့ဗျာပြောချင်တာကသွေးမကွဲရအောင်အတက်နိုင်ဆုံးသူတို့လုပ်တယ်အတက်နိုင်ဆုံးသူတို့ကြိုးစားတယ်နံပါတ်2ချက်ရန်သူကလုံလာတော့မဲ့ကိုအင်အားချိနေအောင်လုပ်မဲ့ကစားအဓိကပတ်စံရမယ်ရလန်းကိုရန်သူလက်လန်းမမှီတဲ့နေရာကနေဘယ်လိုရှာမလဲဆိုတာကိုစဉ်းစားရတော့တာစဉ်းစားတဲ့အခါမှာအခုလိုပဲဘုံထုတ်ရောင်းမယ်ကောင်းမလားလို့စဉ်းစားတဲ့အခါမှာဟာကောင်းတယ်ချဖြစ်နိုင်တယ်ဒါဘယ်လိုလဲအဓိကNUG နဲ့တော်လှန်ရေးအစိုးရကအဓိကနိုင်ငံတကာရောက်ညီကိုမောင်နှမများအထူးသဖြင့်
ထိုင်းမလေးရှားစင်ကာပူမှာရှိတဲ့ရွှေ့ပြောင်းညီကိုမောင်နှမအလုတ်သမားများကိုလည်းအားကိုးတာပြီးတော့ကမ္ဘာလုံးမှာရှိတဲ့လူဒါကြတော့ UK တို့ဘာတို့ကကြတော့ဝင်မြင့်တယ်လေနောက်တော့ဝင်မြင့်တော့သူတို့ကပို့ပြီးတော့သူတို့ပေးတဲ့ပတ်စံအနေနဲ့ပို့ပြီးတော့များတာပေါ့ဗျာနော်ဒါဝင်မြင့်တဲ့နိုင်ငံကိုထိုင်းနဲ့တော့မတူဘူးလေဒါပေမဲ့ဘယ်လိုပဲဖြစ်လူကြီးအချိုးစားရထိုင်းတို့မလေးရှားများတယ်စင်ကာပူတို့များတယ်နော်စင်ကာပူလည်းဝင်မြင့်တယ်အဲ့တော့စင်ကာပူလည်းဝင်တော်တော်မြင့်တာအဲ့တော့နော်ဂျပန်လည်းမြင့်တယ်အဲ့လိုမျိုးနိုင်ငံတွေမှာရှိတဲ့ပြည်သူတွေကတက်ကြွပါနိုင်တယ်အဲ့ဒီပြည်သူကိုသူကစီယုံရမှာအဲ့ဒီပြည်သူကိုအားကိုးပြီးတော့သူဘုံထုတ်ရောင်းတယ် EOD project တွေရောင်းတယ်နောက်ဆုံးဘဏ်ကိုရောင်းတယ်ဘဏ်ကတိုကင်ရောင်းတယ်အဲ့ဒါကဘာလဲမင်းအောင်လှိုင်တို့ရဲ့လှုပ်လာတော့မယ့်ကိစ္စကိုကိုကတံပြန်လှုပ်ခြင်းအဲ့ဒီတံပြန်လှုပ်ခြင်းရှိတာဖြစ်တဲ့အတွက် NUG ရက်တီလို့ရတယ်ဗန်နံငွေရတယ်အဲ့ဒါဒီမင်းအောင်လှိုင်တို့ရဲ့အကြောက်ဆုံးအဲကြောင့်မင်းအောင်လှိုင်တို့အကြောက်ဆုံးဒီတိုင်းသားတွေမဟုတ်ဘူး NUG ကိုကြောက်တာအဲ့ဒီ NUG မှာရှိတဲ့အဲ့ဒီဝန်ကြီးတွေရဲ့လုတ်ပိုင်ခွင့်တွေကိုသူတို့ကြောက်တာသူတို့ဖြစ်ချင်တယ်လို့ဘလို့မှဖြစ်ပဲဒါကိုကြော်လွှားနိုင်ခြင်းဒါကိုသူတို့တားတော့မှအောင်သိတဲ့အတွက်ဒီလိုဘန်နာငွေကြေးတွေအထူးသဖြင့် NUG ကနေအခုလုပ်တဲ့ဒီဘန်တွေကနေရလာမယ့်ကိစ္စကိုဒါထိုးဖောက်ခြင်းပဲတပြိုင်နက်တည်းမှာလေခဏတော့ကျွန်တော်ပြောသလိုပဲသူတို့ NUG ကအခွန်ကောက်လို့မရအောင်စီးပွားရေးလုပ်လို့မရအောင် NUG ထိန်းချုပ်ထားတယ်တို့မ PDF တွေထိန်းချုပ်တဲ့မြေတွေမှာရဲဆက်ဘုံကျဲနေတာရဲဆက်ပြူစောတိတွေဖွဲ့ပြီးစစ်ကြောင်းထိုးနေတာအားလုံးဒီကျွန်တော်တို့ကိုဖျက်လေးဖြတ်ခြင်းပဲကျွန်တော်တို့နယ်မြေမတည်ခြင်းဘူးလောက်ကိုင်းစားကိုင်းလို့မရဘူးဝင်မရှိဘူးပြီးတော့ကျွန်တော်တို့ရဲ့စစ်လက်နက်ပစ္စည်းတွေသုံးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာကြီးကုန်တယ်ပိုဝင်ငွေကုန်မယ်ပြီးတော့မီးတွေရှို့တာဖြစ်ပြည်သူတွေဒုက္ခရောက်မယ်ပြည်သူတွေကကြွေးရမိုးရမယ်ဒီလိုဖြစ်အကူညီပေးရမယ်စေဝါကူပေးရမယ်အနည်းနဲ့အများတော့ဝန်ထုတ်ပူဖြစ်စေတာအဲ့လိုနီးနဲ့စစ်အာဏာရှင်ဟာတိုင်းပြည်ကိုထိန်းထားတာအဲ့တော့တိုင်းပြည်ကိုထိန်းထားတာအတွက် resistance လို့ခေါ်တယ်ပြည်သူရဲ့ခုခံအားဟာအဲ့ဒီခုခံအားပေါ့သူတို့ရွေ့လျားနေတဲ့အားတွေပေါ့ဗျာနောက်တော့မဟုတ်လေပြန့်ကျဲနေတဲ့အားတွေပေါ့ဟိုမှာတစုဒီမှာတစုဟိုမှာတစုအဲ့ဒီပြန့်ကျဲနေတဲ့အားတွေကိုတစုတစည်းတဲ့စုစည်းနိုင်ပြီးအလွန်မတန်အားကောင်းမောင်းတန်ဖြစ်တဲ့အားကြီးတစ်ခုဥတင်နဲ့ကိုကလုံနိုင်ပြီးပြန်တွန်းနိုင်ဖို့အတွက်ဥဆောင်မှုပေးရတာအဲ့တော့ဥဆောင်မှုပေးတဲ့နေရာမှာသူတို့လည်းလူသားတွေဖြစ်တဲ့အတွက်သူတို့မှလည်းလိုအပ်ချက်တွေရှိတယ်သူတို့မှလည်းပြေးရလွှားရတာနေရတယ်စားတော့နေတာထိုင်ရတာမိသားစုပြဿနာတွေသူတို့မှလည်းလူသားတွေပဲသူတို့မှလည်းသားသမီးတွေမိသားစုတွေဆွေမျိုးသားချင်းတွေသူတို့မှလည်းအဲ့ဒီအခက်ခဲတွေအဲ့ဒီရိုက်ခတ်မှုလူတိုင်းဟာကိုမိသားစုပြဿနာတဲ့ရင်စိတ်မကောင်းဖြစ်တာပဲလीအဲ့တော့အဲ့ဒီစိတ်ဒဏ်ရာတွေကိုကြက်ကြန့်ခံရင်ဒါပေမဲ့အိမ်မှာလည်းကျေးဇူးတင်ရမယ်အမေရိကန်အစိုးရနဲ့အနောက်နိုင်ငံများကသူတို့ရဲ့မိသားစုတွေကိုခေါ်ပေးလိုက်တယ်အခုသူတို့ပြောနေတဲ့ TPS program သို့မဟုတ်လည်း refugee program အဲ့တော့အမေရိကန်နိုင်ငံကိုရောက်သွားတာ2မျိုးနဲ့ရောက်တယ် TPS နဲ့လည်းရောက်တယ်ပြောချင်တာ temporary protection status လို့ခေါ်တယ်အခု Trump ဆိုရကဖြတ်သိမ်းတော့မယ်လို့ပြောတဲ့အဲ့ဒီယာယီအကာအကွယ်ပေးခြင်းနဲ့လည်းရောက်သွားကြတာရှိတယ်ဒါပေမဲ့အဲ့လူတွေအားလုံးကရောက်သွားပြီးဟိုဘက်မှာအဆိုင်လန်ပြောင်းထားပြီးသားအများစုပါတချို့ကကျတော့ refugee stay နဲ့ကိုဒါလည်းရောက်သွားတာအဲ့ဒါမျိုးခေါ်ပေးလိုက်တာဖြစ်တဲ့အတွက်အခုဒီမှာရှိနေတဲ့ NUG မှာလုံနေကြတဲ့လူကြီးတော်တော်များများဟာမိသားစုတန်ရောစင်တော့နည်းနည်းကင်းသွားတာပေါ့အဲ့တော့မိသားစုဝန်တော့ဝန်ပိုးကြီးကင်းသွားတယ်သူတို့ရဲ့ပါမယားတွေယောက်ျားတွေအကုန်လုံးရောက်သွားကြပြီဟိုမှာတို့ရှာဖွေစားတောင်းနေပြီအမေရိကန်ဆိုကပေးမပေးအမေရိကန်ကိုရောက်ရင်တော့သူရှာစားပေါ့တချို့ဆိုအော်စတြေးလျရောက်နေပြီအော်စတြေးလျအစိုးရကတော့ရှာစားတာလည်းရှိတယ်အစိုးရထောက်ပံ့ကြေးပေးတာတွေလည်းရှိတယ်တချို့ဆိုထောက်ပံ့ကြေးအော်စတြေးလျဒေါ်လာ1000နဲ့ချီပြီးရနေတဲ့လူတွေအစိုးရမှာအစိုးရအိမ်နေရတယ်ဘယ်လိုပဲဖြစ်ဖြစ် NUG ရဲ့တော်လန်ပြည်သူတွေရဲ့တော်လန်ရေးကိုဥဆောင်မဲ့အဖွဲ့အစည်းများရဲ့ဝန်တော့ဝန်ပိုးများကိုနိုင်ငံတကာအစိုးရများကရည်ရွယ်ချက်ရှိခွဲဝေယူပေးခြင်းပဲပြောချင်တာကဒီနေ့ຫນွေဥတော်လိုင်းရေးဒီဆင့်သွားနေတာအဲ့ဒီအစိုးရတွေကအဲ့ဒီကျွန်တော်တို့ရဲ့တော်လိုင်းရေးမှာဥဆောင်နေတဲ့အချို့သောမိသားစုဝင်များရဲ့ဒီဒုက္ခတွေကိုခေါ်ယူပေးလိုက်တာဝန်တော့ဘူးဖြစ်စေကိုသူကခွဲယူပြီးတော့ယူပေးလိုက်တာအဲ့ဒီထဲမှာအဲ့လိုခွဲဝေယူပေးတဲ့ကျေးဇူးရှိတဲ့အပြင်အဲ့ဒီကိုရောက်သွားတဲ့လူတွေရဲ့စ조사အားထုတ်မှုတွေနဲ့တော်လန်ရေးကိုရန်မုံငွေရှာတဲ့တစ်ဆင့်နောက်တစ်ဆင့်ပေါ့ကျွန်တော်တို့ကဒါကြတော့ decision ရတယ်ခေါ်တာပေါ့ဂုံတူးထွက်သွားတာသူတို့ကဝန်တော့ဝပေးကိုခွဲဝေပြီးတော့ယူပေးတဲ့အပြင်အဲ့ဒီယူပေးတဲ့လူတွေကနေတော်လန်ရေးကိုထပ်ပြီးတော့ကူညီနိုင်တာပေါ့ဥပမာတချို့သောငွေရှာပေးနေတဲ့သူများပေါ့ဆိုရင်နှစ်ဆတော်လန်ရေးကိုအားဖြစ်စေတာ
ဒါပေမဲ့အဲ့ဒါမျိုးဝန်တော့ဘူးတော်လိုင်းရေးတော့ဝန်ဘူးတရုတ်နိုင်ငံဘာမှခွဲယူထားတာမရှိဘူးတရုတ်နိုင်ငံဘယ်နဲ့ကျွန်တော်တို့တော်လိုင်းရေးမိသားစုတွေကိုလက်ခံထားတာလည်းမရှိဘူးအိန္ဒိယလည်းမရှိဘူးပြောချင်တာရုရှားလည်းမရှိဘူးနော်အဲ့တော့မရှိဘူးအဲ့တော့အဲ့ဒီဂျေစုတရားတွေဥမာထိုင်းနိုင်ငံဆိုရင်လေဝန်တော့ဘူးတွေနဲ့မြန်မာနိုင်ငံသားတွေကိုလက်ခံထားတယ်လောက်ကင်တွေပေးထားတယ်မလေးရှားစင်ကာပူဂျေစုတွေရှိတယ်တောင်ကိုရီးယားဂျေစုတွေရှိတယ်ဂျပန်လည်းရှိတယ်နော်အဲ့တော့အဲ့ဒါမျိုးဂျပန်မှာလည်းလို့ယာယီတွေထိုင်ခွင့်တွေပေးထားတယ်ပြောချင်တာကကျွန်တော်တို့ဒီတော်လှန်ရေးရဲ့ဝန်တော့ဝန်ပိုးတွေကိုသူတို့ခွဲဝေပြီးတော့သူတို့တတ်နိုင်တဲ့ budget လေးတွေနဲ့သူတို့လည်းခွဲဝေယူပေးတာအဲ့ဒါကို Trump အစိုးရကပြောင်းပြန်လာတာပြောချင်တာဆိုလိုချင်တာက Trump အစိုးရကကျွန်တော်တို့တော်လှန်ရေးရဲ့ဝန်တော့ဝန်ပိုးကိုသူကမယူနိုင်ဘူးမယူလည်းမယူခြင်းဘူးပတ်လည်းမပတ်သက်ခြင်းဘူးတရုတ်ရုရှားအိန္ဒိယဒီပုံစံမျိုးသူကလုပ်ချင်တာ Trump အစိုးရရဲ့ policy ဟာကမ္ဘာပေါ်မှာဒီနိုင်ငံကြီး၃နိုင်ငံပေါ့သူကရှင်းရှင်းပြောရရင်ပြင်သစ်နဲ့အမေရိကန် UK ကိုထည့်မတွက်တော့ဘူးအရန်အံ့ဩဖို့ကောင်းတယ်နော်ကမ္ဘာကြီးကကြီးငါကြီးလို့ပြောခဲ့တဲ့ဒုတိယကမ္ဘာစစ်ပြီးခဲ့တဲ့တရုတ်ရုရှားအမေရိကန်ပြင်သစ်ရုရှားမှာပြင်သစ်နဲ့ရုရှားဒီအနှစ်40အတွင်းမှာကြံခဲ့တယ်စီးပွားရေးအင်အားအရာရောစစ်လက်နက်အင်အားအရာရောလူဦးရေအရာရောဓနအင်အားအရာရောကြံခဲ့ပြီကြံခဲ့တော့ကမ္ဘာပေါ်မှာ၃နိုင်ငံဖြစ်တဲ့တရုတ်အမေရိကန်ရုရှားကကြတော့စီးပွားရေးလည်းရှိသေးတယ်လက်နက်လည်းရှိသေးတယ်အင်အားလည်းကြီးတယ်ပြောချင်တာလာကဘာတီလည်းသူရုရှားအကုန်ဂျိုဒူတွေလွှတ်ထားတာသူ့မှာဒီနျူကလ িয়ার ထိပ်ဖူးတွေအများကြီးရှိတာနောက်အဆင့်မြင့်နည်းပညာတွေအများကြီးရှိတာနော်ရုရှားရဲ့ဝင်ငွေကလည်းဒီရေနံတို့တခြားဝင်ငွေအတိကရေနံကနေဘီလီယံရာနဲ့ထောင်နဲ့ချီပြီးရနေတာနော်အခုမနစ်က EU ကနေပြီးတော့ထုတ်ထားတဲ့စင်းတစ်ခုရှိတယ်အဲ့ဒါကိုဆွီဒင်နိုင်ငံသားဝန်ကြီးမကြာခင်ကကျွန်တော်ထင်တယ်ဥရောပပါလီမန်မှာလားဆွီဒင်နိုင်ငံလည်းပြောသွားတာဒီယူကရိန်းကိုစစ်ပွဲဖြစ်ပြီးတဲ့ကာလပေါ့နော်ဒီဖြစ်နေတဲ့ကာလ2020နဲ့ကနေယနေ့အထိပေါ့ဥရောပကနေပြီးတော့ရုရှားစီကဝယ်ထားတဲ့ရေနံကဘီလီယံ300လောက်ရှိနေတယ်ရုရှားကမြတ်နေတယ်အဲ့တော့သမ္မတထရန့်ဆွဲသလိုပဲဒီမင်းတို့ဥရောပဝယ်နေတယ်ဆိုဒါပေမဲ့ဥရောပဝယ်တယ်ဆိုတာအနောက်ဥရောပမဟုတ်ပါဘူးဒီဟန်ဂေးတွေပေါ့ထရန့်အစိုးရနဲ့ပြည်လေတဲ့ဟန်ဂေးတွေကအဓိကဝယ်နေတာပါအဲ့တော့အဲ့ဒါကဘာကိုပြနေလဲဆိုရင်ရုရှားကဝင်ငွေကိုဥရောပကယနေ့အထိဝယ်နေရသေးပြီရုရှားသည်ဘီလီယံ3-500ရေနံကားတွေဝင်ငွေရနေသေးပဲအဲ့တော့ရုရှားကိုဝင်ငွေဖြတ်တောက်ဖို့ဆက်ရှင်လောက်ထားပြီးမအောင်မြင်ဘူးဆိုတာကိုလည်းပြတဲ့အပြင်ရုရှားသည်သူလိုအပ်တဲ့နည်းပညာအထူးသဖြင့်အခုရုရှားမှာယူကရိန်းကိုတိုက်နေတဲ့ drone တွေအားလုံးဒီတရုတ်ကလာတဲ့နောက်ဆုံးပုံ drone တွေလို့ပြောနေတယ်တရုတ်ရဲ့နည်းပညာတရုတ်ရဲ့ငွေထုတ်ချေပေးမှုတရုတ်ရဲ့စီးပွားရေးအရာရင်းနှီးမြှုပ်နှံမှုတွေပေးမှုတရုတ်ရဲ့ရေနံတစ်ဆင့်ဝယ်ယူမှုဒါတွေအားလုံးကြောင့်ရုရှားသည်ကမ္ဘာပေါ်မှာအင်အားကြီးဖြစ်နေတယ်ဒါကြောင့်သမ္မတဒေါ်နယ်ထရန့်ကကမ္ဘာပေါ်မှာတရုတ်ရုရှားအမေရိကန်သုံးနိုင်ငံကပဲညှိနှိုင်းပြီးတော့ကမ္ဘာကြီးကိုချယ်လေဖို့သူကစဉ်းစားတဲ့ plan အဲ့ဒီထဲမှာအဲကြောင့်ဒီပြင်သစ်နဲ့ UK နိုင်ငံက coalition လို့ whaling လို့ခေါ်ပြီးကမ္ဘာကြီးမှာကိုယ်ဆန္ဒနဲ့ကိုစစ်မဟာမိတ်ဖွဲ့ပြီးတော့ယူကရိန်းကိုကာကွယ်ဖို့သူတို့ကကြားကန်နေတာဥရောပခေါင်းဆောင်များပေါ့အဲ့တော့ဥရောပလုံခြုံရေးကိုလည်းသူတို့ကထည့်စဉ်းစားတာအဲ့တော့ကမ္ဘာပေါ်မှာအခုဘာဖြစ်လာလဲဆိုတော့ deal maker နဲ့ policy maker အားပြိုင်ပွဲဖြစ်လာတယ် deal maker ဆိုတာကဘာလဲသူကအပေးယူလုပ်တာအပေးယူဆိုတာကသူကအိမ်ချမ်းမြေလုပ်ငန်းရှင်ဖြစ်တယ် Frank ပြီးတော့ယူကရိန်းနိုင်ငံဆိုင်ရာရုရှားနိုင်ငံဆိုင်ရာအမေရိကန်အစိုးရရဲ့အထူးကိုယ်စားလှယ်ကလည်း Mr. Witkoff ကလည်းအိမ်ချမ်းမြေလုပ်ငန်းရှင်ဘီလီယံနာတတိဖြစ်တယ် Trump ရဲ့မိတ်ဆွေပဲအဲ့လူကိုသူကယာတူပေးထားတာအဲ့တော့ तू ကယူကရိန်းနဲ့ရုရှားအပြစ်ခတ်ရစဲရေးကြားမှာဆွေးနွေးတဲ့အခါမှာ तू က deal maker ပုံစံနဲ့ဆွေးနွေးတာ policy maker အနေနဲ့ဆွေးနွေးတာမဟုတ်ဘူးအဲ့တော့ deal maker ဆိုတာဘာလဲအကျိုးမြတ်ကိုပဲစဉ်းစားတာဥပမာ तू ကအိမ်ချမ်းမြေရောင်းဝယ်မယ်ဗျာဒီပစ္စည်းနှစ်ခုလုံးမယ်ဗျာ तू တင်တာခေါ်လိုက်မယ်ဗျာ तू ဝယ်မဲ့လူနှစ်ဦးရှိမယ်ဗျာညှိမယ်နှိုင်းမယ်ဗျာအပေးယူနှစ်ယောက်ရမယ်ဗျာ
ဟိုလူက1000ပေးမယ်ဟိုလူက90ပေးမယ်အဲ့ဒီကြားထဲမှာ तू ကညှိလို့ခါကြရင်ဂျားချပြီးတော့ तू ကညှိတာပေါ့ပြောချင်တာကအခုအမေရိကန်က28ချက်ပြောလိုက်တယ်အခုယူကရိန်းနဲ့ဥရောပတွေကပြန်စစ်တယ်18ချက်လာမျိုးတဲ့သွားပြီအဲ့တော့အဲ့ဒါမျိုး तू ကဂျားချကြတယ်အဲ့လိုပြစ်ထက်တာအဲ့ဒါ deal maker အဲ့ဒါဘယ်သူနဲ့တူလဲဆိုတော့ကိုကန့်နေဝါတယ်တလောင်းပလောင်နေတောင်းပလောင်တွေက deal maker ပုံစံနဲ့သွားတာသူတို့က policy maker နဲ့သွားတာမဟုတ်ဘူး deal maker အခုကိုလည်းမ KNU လည်းအဲ့ဒီစားနည်းနည်းပါတယ်ဒါပေမဲ့ KNU ကတော့ policy maker အထဲမှာပါတယ် BGF တို့ဘာလို့ဆိုလို့ကျင်တာနော်ရှမ်းမြောက်လို့ရှမ်းတောင်လို့ရွက်စစ်တို့ဖွဲ့တယ်သူက deal maker သူက deal maker ကဒီအခုဒီ Trump လုပ်တဲ့ပုံစံ Trump တို့ကသူကစီးပွားရေးသမားသူကအဲ့လို deal maker ဖြစ်တဲ့အတွက်သူလိုချင်တာကိုပြစ်ထည့်လိုက်မယ်လိုချင်တာပြစ်ထည့်ပြီးတော့နှစ်ဖက်အပေးယူပြန်ညှိမယ်အများပိုတောင်းတာပေါ့ဗျာပိုတောင်းပြီးမှမလို့စစ်တာကိုကြည့်ပြီးမှသူဖြုတ်တဲ့အချိန်ဖြုတ်လိုက်မှာပေါ့အခုကျွန်တော်ကားရောင်းဝယ်သမားတွေလို့deal maker တွေလေဒါ policy maker မဟုတ်ဘူးเนาะဗမာပြည်မှာလည်းအဲ့ဒါတွေဖြစ်နေတာအဲ့တော့အဲ့ဒီပုံစံနဲ့သူကကဘာကြီးကိုလှုပ်ချင်တာဂျိုးဘိုင်နေတို့ကကြတော့ policy maker နော် policy maker ဆိုတာ policy အရာယူကရိန်းဒီအချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်တယ်ဒါကြောင့်ယူကရိန်းရဲ့နယ်မြေကိုအင်အားသုံးပြီးခွဲယူသွားတာကိုလက်မခံဘူးဆိုတဲ့ policy ယူကရိန်းနိုင်ငံဒီအချုပ်ချာလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်တာဖြစ်တဲ့သူ့ရဲ့စစ်အင်အားဒီရှော့ချလို့မရဘူးကန့်သက်ပေးလို့မရဘူးကန့်သက်တယ်ဆိုရင်အနာဂတ်မှာသူ့နိုင်ငံအန္တရာယ်ရှိမယ်အဲ့ဒီအတွက်ယူကရိန်းနိုင်ငံရဲ့ national interest လို့ခေါ်တဲ့အမျိုးသားလုံခြုံရေးအားနည်းသွားမယ်။ခါယူကရိန်းနိုင်ငံနေတိုးဝင်ခြင်းဟာဘယ်သူမှဆုံးဖြတ်လို့မရဘူး။ကန်ရှင်နေတိုးနိုင်ငံတွေကပဲဆုံးဖြတ်ရမယ်။ဒီရုရှားကကန့်သက်လို့မရဘူး။ပြီးတော့ယူကရိန်းနိုင်ငံရဲ့အနာဂတ်ကိုယူကရိန်းပြည်သူကပဲဆုံးဖြတ်မယ်။ယူကရိန်းအစိုးရကပဲဆုံးဖြတ်မယ်။ဘယ်သူမှဒါဆုံးဖြတ်မှာ။အဲ့ဒါမျိုး policy နဲ့သွားတာ policy maker ။အဲ့ဒါကြောင့်အဲ့ဒီ policy ဖြစ်တဲ့ခါကျတော့အခုရုရှားနဲ့ပတ်သက်တဲ့ peace plan ဆွဲတဲ့အချိန်မှာအခုဒေါ်နယ်ထရန့်ပြောသလိုတစ်ဖက်သက်ကြီးယူကရိန်းကဒီနယ်မြေပေးရမှာတို့ယူကရိန်းကစစ်တပ်အင်အား6သိန်းပဲရှိရမှာတို့ယူကရိန်းကနေတိုးဝင်လို့မရဘူးလို့အဲ့ဒါမျိုးကန့်သက်ချက်တွေကခဏတော့ policy maker သမားတွေကလက်မခံဘူးဒါပေမဲ့ထရန့်ကကြတော့သူက deal maker ဖြစ်တဲ့အတွက်ပူတင်လိုချင်တာကိုသူအရင်ချပေးလိုက်တယ်ပြီးမှမင်းတို့ယူကရိန်းကဆေးစစ်မင်းတို့ဥရောပစစ်ပြီးမှဂျားတွေကသူကပွဲစားပုံစံနဲ့သူကပူတင်ကိုမျက်နှာလိုမျက်နှာရလို့သူညှိမယ်ပြီးတော့သူဂျားတွေကနေပတ်နာယူမယ်ပြီးတော့အဲ့ဒီကနေမှသူနဲ့ပူတင်နဲ့တရုတ်သမ္မတနဲ့သုံးကဘာကြီးမှာဒီအာနာရှင်3ယောက်ကပြေလည်သွားပြီးဆိုရင်ကဘာကြီးကိုတို့လှုပ်ချင်တာလုပ်မယ်ဆိုတဲ့အပေးယူနေသူကသွားနေတာ policy နဲ့သွားတာမဟုတ် deal maker အာနာရှင်တွေက deal maker တွေအာနာရှင်တွေမှာ policy မရှိဘူးအဲ့တော့မင်းအောင်လှိုင်တို့က policy နဲ့သွားတာမဟုတ်ဟာဒါဒီနိုင်ငံသားတွေဒီနေမျိုးရသင့်ရှိတယ်ဒီပြည်သူတွေကဒီလိုဥအိမ်တွေကိုမီးရှို့လို့မရဘူးအဲ့ဒါမျိုးမရှိဘူးသူတို့ဒီအကျိုးအမြတ်နဲ့ပဲကစားတာဒါမင်းအောင်လှိုင်တို့အာဏာရှင်တွေအဲ့တော့ဒေါ်နယ်ထရန့်ရဲ့ပုံစံကလည်းခဏတော့တရုတ်အာဏာရှင်တွေရုရှားအာဏာရှင်တွေတပုံစံနဲ့ပဲသူက policy ရမဟုတ်ဘူးဥမာ policy ရဆိုရင်မြန်မာနိုင်ငံကိုစစ်တပ်ကအာဏာသိမ်းလိုက်တယ်ရွေးကောက်ပွဲမတရားဘူးဆိုရင်ဘယ်သူမှဖမ်းစရာမလိုပဲရွေးကောက်ပွဲအသစ်သူကိုယ်တိုင်ကြီးမှုပြီးတော့ဒေါ်ဆန်းစုကြည်တို့အစားမှန်ကန်ပြန်ပြီးတော့အရွေးခံကိုင်းရင်ဒါ policy ရမှန်တယ်အပေးယူမဟုတ်ဘူးအကျိုးမြတ်မဟုတ်သူ့အတွက်အကျိုးမရှိဘူးလေသူကဂျားနေအခုကသူကဗာလေအဲ့ဒါကိုအကြောင်းပြချက်တစ်ခုလုပ်ပြီးဒီမိကပြသူ့အကျိုးမြတ်အတွက်သူလုပ်သွားတာအဲ့ဒီအကျိုးမြတ်တဲ့လက်ချက်မှာဘာ policy မှမရှိဘူးဘယ်သူကိုဖမ်းတဲ့တယ်ဘယ်သူကိုမဖမ်းတဲ့ဘူးဘယ်သူကိုဖျက်ဆီးတဲ့တယ်ဘယ်သူကိုဗာအဲ့ဒါတွေသူ့မှာမရှိဘူးထရန့်ကအဲ့ဒီပုံစံကိုသွားကြတာအဲ့တော့သူဒီ deal maker ပုံစံနဲ့အခုယူကရိန်းကိစ္စကိုလှုပ်ဆောင်နေတာဒါကြောင့် NUG ကကြတော့ policy maker အနေနဲ့သွားတာ deal maker နဲ့မသွားဘူးသွားလို့မရဒီမိုကရေစီကိုယုံကြည်တယ်ဆိုရင်တော်လှန်ပြည်သူတွေအားလုံးကိုသူက policy နဲ့ပဲချပြရမယ် policy ကဒါရှိတယ်ငါတို့ဒီစစ်တပ်ကိုနိုင်အောင်တိုက်မယ်ဒါကြောင့်ငါတို့ဒီစစ်စင်ရေးလုပ်မယ်ငါတို့မှာဒီ budget ရှိတယ်အဲ့တော့ဒီ budget ရှိတော့ငါတို့ဒီလိုသွားမယ်အဲ့ဒီချိန်မှာသူတို့ဘာသိလာလဲဆိုတော့သူတို့ရဲ့ budget အနေထားအရသူတို့ရဲ့ budget အနေထားအရသူတို့ရဲ့ဒီစစ်အာဏာရှင်ကိုပြန်တိုက်နိုင်တော့စွမ်းအင်
စစ်အာဏာရှင်ကိုပြန်တိုက်နိုင်တော့အရေးချင်းသူတို့သိတယ်သိတဲ့ခါကျတော့ဒီတော်လိုင်းကြီးကတစ်နှစ်ပြီးမလား9နှစ်ပြီးမလားသူတို့ခံမှန်းလို့ရတယ်မပြောတာပဲရှိတယ်ဒါပေမဲ့သူတို့ကမမျော်လင့်တဲ့ကိစ္စတွေကြောင့်လဲစစ်အာဏာရှင်ပြုတ်ကျတယ်ဆိုတဲ့အဲ့ဒီမျော်လင့်ချက်တဲတဲလေးကိုပဲပြည်သူကိုသူကထုတ်ပြပြီးတော့ပြောထားတာအဲ့ဒီချိန်မှာသူရဲ့အင်အားနဲ့တော့ဘလို့မှသူလာရှိုးကိုမသိနိုင်ဘူးသူရဲ့အင်အားနဲ့ဘလို့မှသူမိုးကုတ်ကိုလည်းမသိနိုင်ဘူးသူရဲ့အင်အားနဲ့ဘလို့မှပြဘာတော့သူရဲ့လက်ရှိအင်အားသူရဲ့ budget သူရဲ့စစ်တပ်သူရဲ့တိဆောက်ထားမှုသူရဲ့ဘယ်လိုပြောမလဲလုံနိုင်ကန်နိုင်နဲ့မဖြစ်နိုင်တဲ့အချိန်မှာတိုင်းသားတွေရဲ့ဖြစ်တာတွေကိုသူကလိုက်ရောရတယ်အဲ့ကနေအားပေးရတယ်ကိုမလုံနိုင်လဲသူလုပ်ရင်လည်းအားပေးရတယ်ဒါကြောင့်ဘယ်အကြောင်းရနဲ့ဖြစ်ဖြစ်ကြားဖြန့်ကြောက်ပဲဖြစ်ဖြစ်တရုတ်ဖိအားပဲဖြစ်ဖြစ်တရုတ်ကလိုချင်လို့မင်းအောင်လိုင်းကိုပညာပေးခြင်းလို့ဘယ်လိုပြောမလဲအနိုင်ကျင့်ပြီးတော့သူလိုချင်တာကိုရယူဖို့အတွက်ဒီမေကာလို့သွားတာတရုတ်ကဒီမေကာ